Happy Mother's Day to you all အားလုံးပဲမင်္ဂလာပါ HIC Brisbane မှာရှိကြတော့မိခင်များအားလုံးပဲပျော်ရွှင်စရာမိခင်များနေ့ဖြစ်ပါစေလို့ဒီညကနေကျွန်မတို့ concept ဆုတောင်းပေးပါတယ် Amen ဒီ2026ခုနှစ်အတွက် HIC Brisbane မှာရှိသောမိခင်များအတွက်မေတ္တာလက်ဆောင်အနေနဲ့ကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တော်လေးကတော့မာသဲအခန်းကြီး24အငယ်73ဖြစ်ပါတယ်အကျဉ်သူသည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်အာမင် Amen ကျွန်မရဲ့အကိုဝငွေတယောက်ကသူဟာတာအနေနဲ့ပြောပူတာပေါ့နော်အဲ့ဒီအချိန်တုန်းကအမျိုးသမီးတယောက်ကိုသူစိတ်ဆိုးတဲ့အခါမှာသူကပြောတယ်ညီမလေးတို့တဲ့အမျိုးသမီးတွေကတဲ့အာဒန်ရဲ့ဒီနန်ယိုကနေဖန်ဆင်းလို့လားမသိဘူးအရန်ကောင်းပါကြတယ်တဲ့သူကပြောတယ်နော်ဆိုတော့ကျွန်မကတော့ကောင်းပါတယ်လို့အမျိုးသမီးတွေကိုမပြောချင်ဘူးကျွန်မတို့ကယုံကြည်ခြင်းမှာအားကြီးကြတာဖြစ်တယ်အာမင်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်မတို့ဖခင်ရဲ့နှုတ်ကပတ်တော်တစ်ခုကိုရပြီဆိုရင်ကျွန်မတို့အမျိုးသမီးတွေကအဆုံးထိအောင်အဲ့ဒီအရာအဲ့ဒီဖခင်ရဲ့ဂတိတော်မပြည့်မချင်းကျွန်မတို့ကယုံကြည်ကြသောသူများဖြစ်တယ်တည်ကြည်ကြသောသူများဖြစ်တယ်အာမင်ဆိုတော့ကျွန်မရဲ့မိခင်ကတောင်ငူမြို့မှာသူကမွေးဖွားတာဖြစ်တယ်တောင်ငူမြို့မှာနေထိုင်ခဲ့တာဖြစ်တယ်သူလူနာပြုဆရာမဖြစ်တယ်အဲ့ဒီနောက်မှာကျွန်မရဲ့အဖေနဲ့အိမ်အောင်ကြတဲ့အခါမှာသူကဒီတောင်ငူမြို့ယုံကြည်သူတွေနဲ့ယုံကြည်သူမိသားစုကနေပြီးတော့မန္တလေးမှာရှိတယ်နော်မယုံကြည်သူကြားထဲမှာသူအသက်ရှင်နေထိုင်ရတဲ့အခါမှာသူ့ရဲ့အသက်တာမှာနော်သူနာပြုဆရာမဖြစ်လို့သူဘာကြီးတွေလုံနိုင်လို့ဆိုတဲ့အရာထက်သူ့ရဲ့ရှိတဲ့ခွန်အားကအရင်ကြီးများကြီးချင်မှကြီးလိမ့်မယ်နောက်ခါသူကျမတို့ကိုလှုပ်ဆောင်ပေးနိုင်တဲ့အရာကွက်ကပေးနိုင်တဲ့အရာတွေအများကြီးရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့သူကျမတို့အတွက်တည်ကြည်ခဲ့တဲ့အရာယုံကြည်ခြင်းမှာတည်ကြည်ခဲ့တဲ့အရာထာဝရအသက်ကိုစုပ်ကိုင်ခဲ့တဲ့အရာသူ့ရဲ့သားသမီးတွေကယုံကြည်သူဖြစ်ရမယ်ဆိုတဲ့အရာကဒီကနေ့ဒီချိန်မှာကျမကိုယုံကြည်သူအနေနဲ့မတ်တရက်စေနိုင်တာဖြစ်တယ်ထို့အတူပဲเนาะကျမကိုဖခင်ကအမှုတော်ဆောင်ဖို့အတွက်ခေါ်ခြင်းကျမကြားရတဲ့အရာကိုဆုံးဖြတ်နိုင်တဲ့အရာပေါ့နော်ဆုံးဖြတ်ချက်အမှုတော်ဆောင်ဖို့ရန်တော့ကျမဖခင်ခေါ်တဲ့အခါမှာဆုံးဖြတ်ချက်ချနိုင်တဲ့အရာအဓိကအရာအကြောင်းအရာနှစ်ခုရှိတယ်ပထမတစ်ခုကတော့ဘာလဲဆိုတော့ဖခင်ကိုကိုးကွယ်ခြင်းဖခင်ကိုကိုးကွယ်ခွင့်ရနေတဲ့အရာကကျမတို့အရာအားလုံးရဲ့အထက်မှာကောင်းမွန်လုံးနဲ့ထိုက်တန်လုံးနဲ့ဆိုတဲ့အရာကတစ်ချက်ဖြစ်တယ်နောက်ထပ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ကျမတို့เนาะဒီလုပ်နေတဲ့ကျမဆိုရင်ကိုယ့်ရဲ့လုပ်နေတဲ့ professional အရာတွေကိုလှုပ်ဆောင်နေတဲ့အရာထက်เนาะဖះခေါ်တဲ့အခါမှာကိုယ့်ရဲ့အသက်တာကိုစက္ကပ်အနံ့ခြင်းကသာလျင်ပဲကျမရဲ့သားသမီးတွေကျမရဲ့ next generation တွေကိုဖះကပြေကာပေးနိုင်တဲ့ဖះရဲ့ထောက်ပံ့ခြင်းကအဲ့ဒီအရာကပိုပြီးတေးကြတယ်ဆိုတဲ့အရာကိုကျမရရှိခဲ့လို့ဒီအရာကိုဆုံးဖြတ်နိုင်ခဲ့တာဖြစ်တယ်နောက်တစ်ခါအခုချိန်ထိကျမအခက်ခဲတွေဘယ်လောက်ပဲရှိအမှုတော်ဆောင်ဖို့ရန်အတွက်ကအဲ့ဒီဖခင်ရဲ့ဂတိတော်ကိုကျွန်မပြန်ဆွဲကင်ထားလို့တာဖြစ်တယ်အာမင်အဲကြောင့်ကျွန်မဒီမှာရှိတဲ့ HIC Brisbane မှာရှိတဲ့မိခင်များကိုလည်းပြောချင်တာကတော့ကျွန်မတို့အရာအားလုံးရဲ့အထက်မှာဖခင်ကိုဦးစားပေးရအောင်အရာအားလုံးရဲ့အထက်မှာနော်ဘယ်အရာဖခင်ကိုသာကိုးကွယ်ရအောင်ကျွန်မတို့ဘယ်အရာနဲ့မှဖခင်ကိုအလဲအလယ်မလုပ်တော့ပဲ compromise မလုပ်တော့ပဲဖခင်ကိုသာရွေးချယ်ရအောင်အဲ့ဒီအရာကသာလေကျွန်မတို့ရဲ့ထိုရွေးချယ်မှုထိုတည်ကြည်မှုထိုကိုးကွယ်မှုကသာလေကျွန်တော်တို့ရဲ့ generation after generation ကျွန်တော်တို့ရဲ့သားသမီးတွေအတွက်အကောင်းဆုံးသောအမွေအနှစ်ဖြစ်ပါတယ်ဒါအပြင်အကောင်းဆုံးသောအာမခံချက်အပြည့်လုံးပေးနိုင်သော insurance အာမခံချက်ဖြစ်တယ်ဆိုတာကိုအနည်းငယ်ကိုအားပေးဝေမျှပေးလို့ချင်တာဖြစ်ပါတယ်ရောက်ချင်းစီတိုင်းပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ Amen Amen Once again happy Mother's Day to you all HIC Brisbane so I would like to encourage the young generation what is mother? The terminology of mother is, in the original meaning is base. For example, when we talk about motherland, mother tongue, the tongue that your mother used, not just your mother used, but your whole generation, your own dialect, it's called your mother tongue, your motherland. So mother is the base where you become, where you came from. So today is the day that the whole world is celebrating Mother's Day. So we will remember our mothers, remember where we came from. So young generation, you may go up and up and up, but you will never forget the blessing that the mother did to you. And now is the day we will pray for all the mother. So Miki Mother's Galu Pure Karama General Amipa General Joni Jazagago Pura Pipi, General Amip Yamabi Sway, General Yamananga, General Pitunkerenia, original Pidenia Pide.
ဆိုတော့ကျွန်တော်တို့ဆိုရင်ကျွန်တော်ရဲ့အနိကကျွန်တော်ဇနီးတွေကကျွန်တော်တို့သမီးနှစ်ယောက်ကိုဘယ်လိုပြုစုခဲ့တယ်ဆိုတာမြင်တွေ့ရတယ်ကိုခေတ်တုန်းကတော့ကိုရန်ကလေးဆိုတော့မသိခဲ့ဘူးเนาะအဲဆိုတော့ဒါပေမဲ့ကိုလက်ထက်မှာတော့ကိုရဲ့ဇနီးတွေကမိခင်တောင်းတယ်ဘယ်လိုပြုစုရဲဆိုတာမြင်တွေ့ရတဲ့အခါမှာကျွန်တော်တို့အားလုံးအထူးသဖြင့်ဒီနိုင်ငံကြီးမှာကြီးပြင်းလာကြတဲ့အခါမှာကလေးသူငယ်တွေကကျွန်တော်တို့အလွယ်တကူပဲအခြားသော tradition အခြားသော culture တွေကအများကြီးလွှမ်းမိုးသွားတဲ့အခါမှာကျွန်တော်တို့ရဲ့တမန်ကျမ်းစာနဲ့ကိုက်ညီသောတင်းရဲ့အဖရဲ့ဆုံးမခြင်းကိုမပယ်နဲ့တင်းရဲ့အမိရဲ့တရားကိုမဆုံးပြစ်နဲ့လို့ပြောသလိုပဲဒီနေ့မှာကျွန်တော်တို့မိခင်များအားလုံးကျွန်တော်ကျမအားလုံးရဲ့မိခင်တွေတက်ရှိထင်ရှားနေတယ်ဆိုလို့ရှိတဲ့နေရာနေကျွန်တော်တို့မိခင်တွေကိုသတိရပြီးဆုတောင်းပေးမယ်မရှိတော့ဘူးဆိုရင်တော့မှသူတို့တက်တာအတွက်ယေရှုတော်ချီးမွမ်းပြီးဆုတောင်းမယ်ဒီနေရာနေကျွန်တော်မိခင်တွေအတွက်ဆုတောင်းပေးချင်ပါတယ်ဒါကြောင့်ခုချိန်မှာကျွန်တော်တို့ HIC Brazil မှာရှိတဲ့မိခင်တွေခဏလောက်မတည့်ရပေးပါခဏနေမှာလဲ Bishop Curtis ကတရားဒီနာဝင်ကားမှာဖြစ်တဲ့ဒါပေမဲ့ဒီနေရာမှာမိခင်တွေအားလုံးအတွက်ဆုတောင်းပေးခြင်းကျွန်တော်ပြုလုပ်ပေးချင်ပါတယ် so please stand up those all the mothers in HIC Brisbane would you please stand up where you are I'm going to pray for you and later on Bishop Curtis will give the great word of God for all of us as well amen so all the mother please stand up and the rest we will stretch our hands and pray for all the mothers today in Jesus name amen ကိုရောဖျားဒီနေ့မှာရောက်ရှိလာကြကုန်သောမိခင်တွေအားလုံးHIC Brisbane နဲ့ထိစပ်တော်သူတွေအားလုံးပေါ်မှာကိုရောဖျားထံမှလို့တော့မြစ်တာကိုရောဖျားထံတော့ကျေးဇူးတော်နဲ့ကိုရောဖျားထံတော့လမ်းပြပို့ဆောင်ခြင်းနေ့ချင်းများတက်ရောက်စေတော်မူပါတနေ့မှာတစ်ကြိမ်ကျွန်တော်တို့ဂုဏ်ပြုခြင်းကျင်းပနိုင်တာဖြစ်တယ်ဒါတော့မှကျွန်တော်တို့အပြည့်အဝမုံဂုဏ်ပြုနိုင်တဲ့နေ့ရက်တွေရှိပါတယ်တို့ပါရင်မိခင်တွေအားဖြင့်ဒါကျွန်တော်တို့လူသားတွေဖြစ်လာရတယ်ဒါကြောင့်မိခင်တွေဟာကျွန်တော်တို့အတွက်အစပြုသောသူများဖြစ်တယ်အကိုင်းခက်များကြီးထွားလာတဲ့အခါမှာအပင်မြင့်လာတဲ့အခါမှာတော့အခြားအရာတွေအများကြီးရှိနိုင်ပေမဲ့ဖြစ်ပွားလာရတာကမိခင်များစီရဖြစ်တဲ့အတွက်မိခင်တွေတက်တာပေါ်မှာသူတို့ပြန်လဲပြီးတော့မှရေလောင်းပြီးတော့မူပါကျွန်တော်တို့ကိုသားသမီးတွေကိုပြုစုခြင်းကြောင့်သူတို့ပင်ပန်းသွားတဲ့ຢာနွမ်းနယ်သွားတဲ့ຢာလည်းမောပြေဖို့ဖြစ်စေတော်မူပါယနေ့မှဒီ2026မှာဒီမိခင်များနဲ့မှာထူးခြားစွာအမောပြေသောဗိတ်သိက်အားပြေသောဗိတ်သိက်နဲ့ကိုတော့ပတ်ရပေးသနာတော်မူပါကိုဘယ်မှမရနိုင်သောຢာများအားရင်များကိုရောစီကနေအပြေဝရတော်မိခင်များဖြစ်ပါမိကြောင်းနဲ့အသက်ရှည်ကျမ်းမာလက်ကိုတော့အလိုတော်ကိုဆောင်တော်မိခင်များအဆုံးထိတည်ကြည်တော်မိခင်များဖြစ်ဖို့မဆာပါမိကြောင်းသခင်ယေရှုနာမ၌ဆုတောင်းကောင်းကြီးပေးကြပါရဲ့ပါအာမင်Happy Mother's Day to you all. Amen. Thank you.